ရှန်အောင်အတန်ကိုနားထောင်ရသည်မှာတော်တော်လေးငယ်သေးမိပုံရှိလေသည်သို့တော်လည်းမြန်မာနာလည်းအတော်တက်နေပုံရသည်ကျင့်ကြံရေးလောကထဲမှာပါရမီရှင်တွေကသူများတွေထက်ထူးကဲတာလွန်ကြသည်ဆိုတော့မန်တက်ကြမှာပေါ့လေသို့တော်သူ့ဝမ်းခွဲကိုတော့ကဒီအချိန်မှာလွယ်လွယ်လေးနဲ့သူ့ကိုရှော့ပေးလိုက်၍ရှန်ထန်းကအံ့ဩသွားလေသည်ပြောရမည်ဆိုလို့ရှိရင်သူဖတ်ဖူးသမျှဝတ္ထုတွေအားလုံးဤထုံးစံအတိုင်းသာဆိုလို့ရှိရင်ရှန်အောင်ကရှန်ထန်းချင်းကောင်းကိုကယ်လို့မရအောင်တားဆီးရမှာလေပြီးရင်သူတို့နှစ်ယောက်တယောက်နဲ့တယောက်အသေးအတန်တိုက်ခိုက်ကြမည်ပြီးရင်ရှန်ထန်းကချင်းကောင်းကိုခေါ်ပြီးထွက်သွားနိုင်ပြီဖြစ်သည်ဟောပြီးတော့ကတ်တုန်းကားဆန်ဆန်အကွက်လည်းရှိသေးတာပဲရှန်ထန်းနဲ့ရှန်အောင်တို့အနိုင်မခံရှုံးမပေးတဲ့စကားနိုင်လူကြမည်နောက်ဆုံးမှာရှန်ထန်းကရှန်အောင်ကိုသူမားနေမှန်လက်ခံအောင်ပြောပြနိုင်သွားမည်ဒီလိုနဲ့ရှန်အောင်ကရှန်ထန်းနဲ့ချင်းကောင်းတို့ကိုကြည်ကြည်ပြူထွက်သွားခွင့်ပေးလိုက်မည်စိတ်မကောင်းစရာကအခုတော့ဒါရီကုံဘာမှဖြစ်မလာခဲ့ဘူးရှန်အောင်ကအလျှော့ပေးလိုက်ပြီလေဒါတကယ်ကိုအဓိပ္ပာယ်မရှိတာပဲနန်းတွင်းထဲမှာမင်းသား6ကခေါင်းမာပြီးဆုံးဖြတ်ပြီးသားကိစ္စကိုပြန်လေးမရှိဘူးဆိုတဲ့ကောလာဟာလာတွေမှာအများကြီးပဲကိုဟောပါလေအကိုတော့ဒီကုန်းကတော်တော်လေးရိုက်ခံထားရတာဆိုတော့သူတည်သွားမှလားဟင်သူ့ဒဏ်ရာတွေကိုကုရအောင်လို့ကုသစီလုံးလေးနင်းနေပါလောက်မပေးချင်ဘူးလားရှန်ထန်းကချင်းကောင်းကိုစိတ်ပူစွာကြည့်လိုက်သည်ချင်းကောင်းကအနည်းဆုံးအချက်80လောက်ရိုက်ခံထားရသည်တချို့နေရာတွေမှာဆိုအယိုးတွေကိုတောင်မြင်နေရလေပြီထိုနေရာတွေကိုကြည့်လိုက်ရုံနဲ့တင်ရှန်ထန်းကတေးအောင်နာမီမှန်းခံစားလို့ရလေသည်ဒါကိုဒီတိုင်းသာထားလိုက်ရင်တော့တေချာပေါက်ချင်းကောင်းအတွက်အညှိုးထားစရာကိစ္စကြီးဖြစ်သွားတော့မှာပဲလီကုန်းကရှန်ထန်းတယောက်စီလုံးတောင်းနေသည်ကိုကြားတော့အခါအမြန်ပြောလိုက်သည်မျက်နှာ6ပိုင်းသမျှစီးဝါးတိုင်းကအရန်ရှားပါတဲ့ဟာရီကြီးပါပဲဘာဖြစ်လို့သူ့လိုလူတယောက်အတွက်သုံးပေးရမှာလဲရှန်ထန်းမှာနှကန်းတွန့်သွားရတော့သည်ဘလူတောင်တုံးနေလူလဲဟာငါကမင်းရဲ့မင်းသားလေးကိုဖြစ်လာနိုင်တဲ့ဘေးဆိုးကနေလွတ်အောင်ကူညီပေးနေတာကွာသိရလားသူ့ဒဏ်ရာတွေကိုသာကူပေးလိုက်ရင်နောက်တစ်ခါကျလက်တုံပြန်တဲ့အနေနဲ့မင်းတို့ကိုသင်ခန်းစာပေးအောင်လောက်ပဲပြန်လာတော့တယ်စီးလေးတောင်ကူမပေးရင်တော့ဒီလူကဒုတိယမြောက်နတ်ဆိုးဟယူကဖြစ်ပြန်လာတဲ့ခါကျရင်ငါတို့အားလုံးကိုမီးရှို့ပြချပစ်လိုက်မယ်ကွာနန်းဆောင်တွေကမင်းသား6ကလည်းရှန်ထန်းတယောက်စီဝါတောင်းရဲသည်အထိမျက်နှာပြောင်တိုက်လိမ့်မည်ဟုမထင်ထားမိပေသူကခဏလောက်ငြိမ်နေပြီးမှပြောလိုက်သည်ရပါတယ်လေနန်းဆောင်တွေကနေကြောက်စိမ့်ပလင်းတစ်လုံးလွန်းထွက်လာပြီးရှန်ထန်းလက်ထဲရောက်ရှိသွားလေသည်ကြောက်စိမ့်ပလင်းကိုအည်အသေးကောင်းကြောင်စိမ့်တစ်ခုကနေပြုတ်လုထားကအထက်မှာစေးလုံးနီတွေတရားစင်စာရှိနေလေသည်ပလင်းကိုဖွင့်မကြည့်ရသေးသည့်အတိုင်းစေးနံတစ်ခုကလေလူထဲမှာပြန့်လွင့်နေလေ၏ဒီဟာတွေကအထွတ်ထိပ်စင်စေးလုံးနေဆိုတာအတိအသာကြီးပဲဒါတွေကကုသစေးလုံးတွေယူသွားလိုက်ပါလီသူတို့ကိုလိုက်ပို့လိုက်တော့လီကုန်းကမယုံကြည်နိုင်ပဲမျက်လုံးပြူးကြီးနဲ့စိုက်ကြည့်လိုက်သည်ကုသစေးလုံးတွေတန်ဖိုးကိုသူသိတည်လေဒီစေးလုံးတွေရဲ့အဓိကပါဝင်ပစ္စည်းတွေကတောနဲ့ထဲမှာပဲရှာတွေ့နိုင်သောနှစ်တရာချင်းစင်းနဲ့စေးလင်စည်းမို့လို့ဖြစ်လေသည်မင်းသား6ကဒါတွေကိုကိုယ်တိုင်ဖော်ဆက်ဖို့2လလောက်အချိန်ယူခဲ့ရတယ်ဘလို့ပြင်းထန်တဲ့ဒဏ်ရာပဲရစီးတစ်လုံးလေးနဲ့တင်အကုန်ပျောက်သွားနိုင်စွမ်းရှိလေသည်ပုံမှန်အတိုင်းဆိုရွှေပေးပြီးဝယ်လင်းတောင်စီးလုံးတစ်လုံးရဖို့အရန်ခက်သည်ဒါကိုမင်းသား73ကတောင်းတာလည်းပဲမင်းသား6ကတပလင်းလုံးလကားပေးလိုက်တာလေလားသူတို့တွေဘယ်တော့မှဒီလောက်ကြီးရင်းနှီးသွားကြတာလဲလီကုန်းကအမိန်အတိုင်းသူတို့ကိုပြန်ပို့လိုက်ပြီးနောက်နန်းတော်ဆောင်စီတို့ပြန်သွားလိုက်လေသည်နန်းတော်တကားမကြီးကပိတ်ထားလေဒီတော့မှလီကုန်းမှာဦးချောင်းချောင်းနဲ့အပြင်ဘက်မှာပဲရက်နေရလေသည်နင်းနေလောက်ကြာလာတော့သူလည်းမအောင်ကြီးနိုင်တော့ပဲမိကွန်းမေးလိုက်တော့အရှင်သားကျွန်တော်မျိုးကိုမေးခွန်းတစ်ခုလောက်မေးခွင့်ပြုပါရှန်အောင်ရဲ့အတန်ကနန်းဆောင်ထဲကနေထွက်လာသည်မေးလီကုန်းကမေးလိုက်သည်ချင်းကောင်းကအသေးလောက်တဲ့အပြစ်ကိုကျူးလွန်ထားတာဒါကိုအရှင်သားကသူ့ကိုခွင့်လွှတ်လိုက်တဲ့အပြင်ဒဏ်ရာကုကိုဆေးလုံးတွေတောင်ပေးလိုက်သေးတယ်အဲ့ဒါကျွန်တော်မျိုးနားမလည်နိုင်ပဲဖြစ်နေမိပါတယ်ရှန်အောင်ကတီတီငြိမ်ငြိမ်နဲ့ပြောပြလိုက်သည်ကံတရားဆိုတာတကယ်ကိုထူးဆန်းတဲ့အရာပဲကျင့်ကြံရေးလမ်းကြောင်းကလူတိုင်းမှာသူ့ကံနဲ့သူရှိတယ်ငါရဲ့အုတ်မြင့်အခြေတီချင်းကမကြခင်အောင်မြင်တော့မယ်အဲ့ဒါပြီးရင်ငါထိုက်ပိုင်ချိုင်ဝမ်းစီကိုသွားလို့ရပြီဒါဆိုငါရဲ့အနာဂတ်ကအရန်ကိုအောင်မြင်သွားလိမ့်မယ်ဝမ်ကဲညီတော်လေးရဲ့ကံတရားကအရန်ကိုထူးခြားတယ်ဒီတော့အတွက်မှာငါ့အတွက်တကယ်အရေးကြီးတဲ့ချိန်ဖြစ်နေတယ်ဒါကြောင့်သူ့ကိုရှောင်နေလိုက်တာအကောင်းဆုံးပဲပြောချင်သည်ကရှန်ထန်းကအင်မတန်ကန်ဆိုးလွန်းသောကြောင့်ဖြစ်လေသည်ရှန်အောင်ကလက်ရှိအဆင့်ကိုကြော်လားနိုင်လူနီနီဖြစ်နေလေပြီရှန်ထန်း၏တရှိမှုကလည်းသူ့အပေါ်အဆိုးတွေတက်ရောက်လာစေပြီးချီဖောက်လဲဖောက်ပြန်ဖြစ်သွားစေမှာကိုသူကစိုးရိမ်နေသည်လေလီကုန်းကထမေးလိုက်ပြန်သည်ဒါပေမဲ့ဒီအကြောင်းသာသတင်းပြန့်သွားခဲ့ရင်လူတွေကအရင်ကလောက်ရှင်သားအပေါ်မလီးစားတော့မှာကိုကျွန်တော်မျိုးစိုးရိမ်မိပါတယ်ရှန်အောင်ကပြောလိုက်သည်ထာဝရရှင်သန်သူတယောက်ရဲ့တက်တန်းကရန်ကိုရှိတယ်အဲ့ဒါနဲ့ရှင်ရင်နန်းတွင်းရှုပ်ထွေးတွေနဲ့ပဋိပက္ခတွေကဘာမှမဟုတ်တော့ဘူးအရှင်သားပြောတာတင့်မြတ်လာပါတယ်ကျွန်တော်မျိုးအခုတော့နားလည်သွားပါပြီကောင်းပြီမင်းအခုသွားလို့ရပြီပြန်သွားပြီးရေချိုးလိုက်တော့ငါထွက်မလာမချင်းဒီနေရာနားကိုမကတ်နဲ့ရှန်ထန်းကတော့မင်းသား6ရဲ့နန်းဆောင်မှာဖြစ်ပျက်သွားသည်ကိုမသိချပေသူကချင်းကောင်းကိုဘလို့နေရာချပေးရမှန်းမသိဘူးဖြစ်နေလေသည်ငါရဲ့အစီကံအဖြစ်ခေါ်ထားလိုက်ရမလားဒါကအကြံကောင်းတော့မဟုတ်ဘူးအကြောင်းမှာအဓိကဇက်ကောင်တွေဆိုဒီမှာသူတို့ဘေးနားကလူတွေအတွက်ဘေးဒုက္ခဆင်းရဲတွေဖြစ်ပေါ်စေတတ်သောအမျိုးလေး
အဓိကဇက်လိုက်တော်တော်များများအတွက်သူတို့ရဲ့ဆရာတွေချစ်ရသူတွေနဲ့တငယ်ချင်းတွေဟာခဏခဏဒဏ်ရာရကြလိမ့်ရှိတယ်တခါတလေဆိုရင်တေတောင်တေသွားကြရသေးတယ်ဒီလိုမျိုးဖြစ်ဆိုတွေမရှိခဲ့ဘူးဆိုရင်လေသူတို့ကိုသူတို့အဓိကဇက်ကောင်တွေပါလို့ခေါ်ဆိုနိုင်မှုရခက်သွားလိမ့်အောင်ပဲသူပုံမှန်မဟုတ်သည့်ဆိုးရွားလာသောခံစားတာကြောင့်ဒီလိုစွန့်စားမှုမျိုးကိုမလုပ်သင့်ဟုရှန်တန်းကခံစားမိလေသည်ဒါကသူ့အသက်ကိုပါထိခိုက်လာနိုင်လေသည်ဒါဆိုချင်းကောင်းကိုဒီတိုင်းတယောက်တည်းပြစ်ထားလိုက်ရမလားဒါလည်းသိပြီးတော့မသိတော့ဘူးရှန်အောင်ဤကုန်းကုန်းကချင်းကောင်းကိုဆိုးဆိုးရွားရွားရိုက်နှက်ထားသည်လေဒီဟာပြီးသွားသည်လည်းနောက်ထပ်ဘာပြဿနာတွေထပ်ရောက်လာအောင်မလဲဆိုတာဘယ်သူမှမသိနိုင်တော့ဘူးထို့မြတာမကချင်းကောင်းကလောလောဆယ်အထိရှန်တန်းရှာတွေ့သမျှထဲမှာတော်တော်ကြီးကိုကောင်းသောကံတရားရှိသည့်တူဦးရဲသောလူဖြစ်လေသည်ထို့ကြောင့်သူကအစမ်းသက်ခံကောင်းတစ်ခုလည်းဖြစ်နေပြန်သည်သူတို့ရဲ့ရောင်ဝါစဝန်းကနေကံကောင်းခြင်းအတွေ့အကြုံတွေနဲ့ရုပ်ပုံတွေပေါ်နေတဲ့လူဆိုလို့ချင်းကောင်းအပြင်တခြားဘသူ့ကိုမှရှန်တန်းမမြင်ရဘူးချင်းကောင်းကရှန်တန်းရင်ကံကြမ္မာကိုပြောင်းလဲဖို့တခုတည်းသောအခွင့်အရေးပင်ချင်းကောင်းကအခုသာစီလုံးတစ်လုံးတောက်ပြီးသွားသည့်နောက်မှာတော်တော်လေးတက်တာသွားသည်မင်းသား73ကရောက်လာပြီးသူ့အသက်ကိုကယ်တင်ပြီးခဲ့၍သူကကျေးဇူးတွေရန်ကိုတင်နေမိလေသည်သို့တော့ရှန်တန်းရဲ့အကြည့်စူးစူးသူ့အပေါ်ရောက်လာသည့်အခါမှာတော့ချင်းကောင်းတယောက်ထိတ်လန့်မိသွားတော့သည်မင်းသား73ကတကယ်ကြီးဟိုတင်းဟိုအားများလားမင်းသားလေးကသူ့အသက်ကိုကယ်ကယ်မှန်းချင်းကောင်းတည်လေသည်ပြီးတော့တကယ်လဲကျေးဇူးအထူးတင်မိပါတယ်ထို့ကြောင့်လိုချင်းချင်းနဲ့ကိုမင်းသားလေးလက်အောင်မှာတာဝန်ထမ်းဆောင်ပြီးသူ့အစီကံလုပ်နိုင်ပါသည်သို့ပေမဲ့ဟိုတင်းဟိုဟာကိုတော့ချင်းကောင်းတကယ်ကိုမလုပ်နိုင်ပါမင်းသား73ဟာဆိုလို့ရှိရင်အရန်ကိုခံညားပါတယ်ချိုးလဲချုံမောပါရဲ့သူ့ရုပ်ကြီးကတန်းထောင်ကြီးတဲ့မိန်းကလေးတွေကိုကြွေသွားစေနိုင်တာလည်းမှန်ပါတယ်ဒါပေမဲ့ချင်းကောင်းကကောင်လေးတယောက်လေမိန်းကလေးတွေကိုပဲစိတ်ဝင်စားတဲ့ကောင်လေးတယောက်ပြဒါကသူ့နောက်ဆုံးစီးပဲတကယ်လို့များမင်းသားလေးကအတင်းကျပ်လှုပ်လာခဲ့ရင်ကောငါဘာလုပ်တင်လဲထို့အတွက်လည်းချင်းကောင်းမှာအဖြစ်မရှိပါလေသူကခဏလောက်ချီတုံချတုံဖြစ်နေပြီးမှမေးလိုက်သည်အရှင်သာကျွန်တော်မျိုးကိုဘာကြောင့်ကယ်တာလဲရှန်တန်းကဟိုဒီဒီရှောက်တွေးပြီးပူနေရမှာအတိပြန်ကတ်သွားကဖြေလိုက်သည်ငါမင်းကိုဘာကြောင့်ကယ်တာလဲဟုတ်လားကန်တရားကြောင့်မဟုတ်လို့ပေါ့ကွာဘာကြီးချင်းကောင်းကအဖြေကြောင့်အံ့ဩသွားကအရှင်သာကျွန်တော်မျိုးကိုလာနောက်နေတာလားမဟုတ်တာမနောက်ပါဘူးကွာရှန်တန်းကလက်ခါပြလိုက်ပြီးဒီနေ့ကစပြီးမင်းလန်နှန်းဆောင်မှနေရမယ်ပြီးတော့အောက်ခြေသိန်းအလုပ်တွေကိုမင်းလိုက်လုပ်เสียမလို့လိုအပ်တဲ့အချိန်မှာငါမင်းကိုရှာတွေ့နိုင်ရင်ရပြီရှန်တန်းကချင်းကောင်းကိုသူ့အနားမှာထားပြီးဆက်လက်ဆောင်ကြည့်ဖို့ဆုံးဖြတ်လိုက်သည်ချင်းကောင်းတခြားဘယ်အလုပ်ကိုမှမလုပ်ရပါကချင်းကောင်းကိုအစီကံတယောက်ဟုသတ်မှတ်နိုင်တော့မီမဟုတ်ပြီဒီလိုဆိုသူအဓိကဇက်ကောင်အရှင်ဝါကရှန်တန်းပေါ်တက်ရောက်မှုသိရှိတော်မီမဟုတ်ပြီအနည်းဆုံးတော့သူဒီမှာမစိုးရင်ရတော့ဘူးပေါ့ဒါတွေကရှန်တန်းရင်တာမန်အတွေ့ရိုးရှင်းရှင်းလေးတွေသာသို့တော့ချင်းကောင်းကတော့တလွဲကောက်ကတွေးလိုက်တော့သည်အလုပ်လုပ်เสียမလို့ပဲဆက်သွယ်လို့ရရုံပဲတဲ့လားဒါကကုန်းကုန်းတယောက်ကိုဆက်ဆံရမယ့်ပုံစံမျိုးမှမဟုတ်တာချင်းကောင်းတယောက်ငိုချင်းနေပြီလေရဲဆက်ဆက်ညှဉ်းပန်းနှိပ်စက်မှုကနေလွတ်လာတာမှမကြသေးဘူးအခုသူကမင်းသားလေးနဲ့အိပ်ဖို့လိုသွားပြန်ပြီတဲ့လားအရှင်မင်းသားရေကျွန်တော်မျိုးတကယ်ကိုမလုံနိုင်လို့ပါစိတ်ထဲမှာရည်ရွယ်လိုက်မိတော့သည်